ဒေနာဟုသောဘဂဝါဒါသနာဒါပတ္တဒါရဟဒါသမ္မာသမ္ဗုဒ္ဓေနအမ္ဘထာနာမသုတ်တံကထကံအာရဘဘာတိတံကောသလေတုဗန္တုသနာပတိဣဇာမင်္ဂလေနာမကောသလနံဗျာမနာဂာမိအမ္ဘထံမာနဝံဗျာမနတပုဂ္ဂရတာတိတအန္တိဝါသိအာရဘဘာတိတံသိတော်မူမြင်တော်မူ၍ပူဇော်တုဖို့ခန္ဓာမူလိုက်သောနေရရန်တရား၅ပါးအလုံးစုံသောတရားတို့ကိုပိုင်းခြားထင်မြင်သိမြင်တော်မူသောဘုန်းတော်၆ပါးသခင်ဖျားရှင်သည်ဝိဇ္ဇာသရဏတို့ကိုအကျေပြရာဖြစ်သောအမ္ဘထမြည်သောသုတ်တံတရားဒေသနာတော်ကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ကောသလတိုင်းအဝံအပါဣဇာနင်္ဂလအမည်ရှိသောပုံနာရွာ၌သာပင်ညူမြတ်စွာဘုရားတရင်သုံးနေတော်မူသောအခါ300သောဗျာမဏလူလင်တို့ဤဆရာပေါခရသာတိပါမောက္ခပုံနာတိုက်တွင်ရဲ့အယအမ္ဘထလူလင်သည်ဘုရားရှိရာသို့သွားရောက်၍လက္ခဏာကြီး32ပါးကိုစုံစမ်းမည့်ကိစ္စဝယ်လက္ခဏာတော်တို့ကိုမစုံစမ်းသေးမူဥပဲဘုရားအကြောင်းတော်သို့ဝင်ရောက်၍မြတ်စွာဘုရားအားမယုံမသေးသောဣရိယာပုဖြစ်နေသောအခါသာပင်ညူမြတ်စွာဘုရားကအဝုတိတသူတော်တရားမကျင့်300တွေးခြင်းတည်းဟုသောဝါဒဖြင့်ပြောဆိုသည်ရှိသောဒေါသအမျက်ပြင်းစွာထွက်သဖြင့်သက်ကြသာဂီဝံမင်းတို့အပေါ်ဝယ်3ကြိမ်တိုင်အောင်ပင်သက်ကြသာဂီဝံမင်းတို့သည်အလုသမအစဉ်ဤဥပမာဗျာမနာပုံနာတို့ခိုင်းရာကိုသာပြုလို့ရမည်အစေအပါဟုသောဝါဒဖြင့်ဖိနှိပ်လွှမ်းမိုးစကားပြောကြားသောအခါသဗ္ဗညုမြတ်စွာဘုရားသည်ဩဃမုခမင်းဥပမာဖြင့်သက်ကြသာဂီဝမင်းတို့ကအရှင်ဖြစ်၍ကန္နာယနာအနွယ်ဝင်ဖြစ်သောဗျမနာတို့ကကျွမ်းသာလင်ဖြစ်ကြောင်းပြတော်မူပြီးလင်အဆုံး၌ဗျာမနာခတ္တိယရှိကြသည်အနက်လူဝါဒအဖြင့်ခတ္တိယသရှိသူသာလင်မြတ်သည်အကြောင်းသဘာဝစစ်စစ်ပရမတ္ထအဖြင့်ပါမူဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးသရဏတရားတို့နှင့်ပြည့်စုံသောသူသည်သာလင်နတ်လူဇမသတ္တဝါတို့၌အမြတ်ဆုံးဖြစ်ကြောင်းမြင်ကြတော်မူသောအခါထိုဝိဇ္ဇာသရဏတို့ကိုသိလိုသဖြင့်အမ္ဘထလူလင်လျောက်ထားသောဝတ္ထုဝေသာပင်ကြီးများစွာဘုရားသည်ဘုရားပွင့်တော်မူသည်မှအစအာသဝခယညာတိုင်အောင်သုံးဌာန်သောသီလသမ္ပဒါ4ပါးသောပထမဒုတိယတတိယသံတိဟုသောသရဏတရား8ပါးသောဝိပဿနာဉာဏ်အစရှိသောဝိဇ္ဇာတရားတို့ကိုခွဲခြားပြဆိုရာဤအမ္ဘထသုတ်ဒေသနာကိုကောသလတိုင်းဣဇာနင်္ဂလပုံနာရွာ၌ဟောပြရာပါအမ္ဘထလူလင်ကိုအကြောင်းပြု၍သာပင်ညူမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်အရှင်